မိုဒီတို့နှစ်ယောက်စွန်စားခန်းဖွင့်ဖို့တိုင်ပင်နေတော့အင်္ဂလူတွေကရစ်ကိုတယောက်တစ်ပေါက်လာခိုင်းနေကြတယ်။ဒါကြောင့်ရစ်လဲမီစီပေါက်ကိုထုတ်လိုက်ပြီးခလုံးနေလိုက်တာနဲ့မီစီကောင်တကောင်ထွက်ကြလာတယ်။ရစ်လဲမီစီကောင်ကိုဘူးဖုံးဖွင့်ခိုင်းလိုက်တော့ဒါနဲ့ပျောက်ကွယ်သွားတယ်။ဂျယ်ဒီတို့လည်းပေါက်ကိုမဖွင့်ခင်ဘာခိုင်းရင်ကောင်းမလဲစဉ်းစားနေတော့ဆမကဖွင့်ချလိုက်တယ်။ပြီးတာနဲ့ကျောင်းမှာပေါ်ပူလာဖြစ်အောင်လုပ်ပေးဖို့ပြောနေပြီးစမစ်ကလည်းထက်မြက်တဲ့အင်ရှင်မဖြစ်ချင်ကြောင်းပြောပြီးထွက်သွားကြတယ်။ဂျယ်ဒီကတော့ကောက်ရိုက်ရင်နှစ်ချက်သေးနဲ့ကျင်းတူးညအင်အောင်လုပ်ခိုင်းလိုက်တယ်။တစ်ဖက်ကမိုဒီတို့ကတော့ထူးဆန်းရွာကိုသွားနေကြပြီးရွာသားတွေကရတနာတွေရှိတဲ့စံအင်ကြီးအကြောင်းပြောပြလိုက်တယ်။အဲ့အချိန်ဆမ်မကတော့မီစီကောင်ကြောင့်ကျောင်းမှာပေါ်ပူလာဖြစ်နေပြီးစမစ်ကလည်းအခက်ခဲတွေပြောပြရင်းမီစီကောင်နဲ့နန်းကျင်နေတယ်။အဲ့အချိန်ဂျယ်ဒီကတော့ကျင်းမတူညာအင်ဒေးလို့မီစီကောင်လည်းစိတ်ပြက်နေပြီးဒါကြောင့်ဂျယ်ဒီကိုတင်ပေးဖို့နောက်တစ်ကောင်ထပ်ခေါ်လိုက်တယ်။တစ်ဖက်ကမိုဒီတို့ကတော့စံအင်ကြီးတဲ့ခိုးတူညာအင်နေကြပြီးဘီလူတစ်ကောင်ကထွက်လာပေမဲ့ချော်လဲပြီးမာလာကီရသွားတယ်။ပြဿနာတက်နေတော့သူ့မိမပါရောက်ချလာပြီးမိုဒီတို့ကိုတွေ့သွားတာကြောင့်အဖမ်းခံလိုက်ရတယ်။ဘီလူရဲ့မိမကြောင့်မိုဒီတို့ထောင်ထဲရောက်သွားပြီးအမှုပါရင်ဆိုင်လိုက်ရတယ်။ဂျယ်ဒီဘက်မှာတော့မီစီကောင်တွေကများလာပေမဲ့အခုထိတောင်ကျင်းမတူးညာအင်နိုင်ဖြစ်နေရတာကြောင့်မီစီတွေလည်းဂျယ်ဒီကိုစောင့်မြင်တွေပါကက်လာပြီးအချင်းချင်းလဲမတည့်ကြတော့ဘူး။အဲနောက်ဘာတွေဆက်ဖြစ်မလဲဆိုတာဒွန်းဟတ် channel မှာစက်ကြည့်လို့ရပါတယ်နော်။